皆さんこんにちは。အရှင်ဗီဒီယိုတုန်းကတော့ကျွန်တော်တို့E-line ကိုရာယူရုံနဲ့ပေါင်းတာပါနော်အဲ့ဒါကိုရှင်းပြပြတာဖြစ်ပါတယ်ဒီနေ့မှာတော့အတန်ရှည်ဆွဲတာပါနော်ဘယ်ဂျပန်မှာဘယ် BA နဲ့ဘယ်ဥစ္စာနဲ့ပေါင်းလို့ရှိရင်အတန်ရှည်ဆွဲမလို့မြန်မာမှာလည်းရှိပါတယ်အတန်ရှည်ဆွဲတယ်ဆိုတော့မျောတို့မျောတော်ခေါ်ဆိုပြီးအတန်ရှည်ဆွဲတယ်ဆိုတာရှိတယ်ပေါ့နော်ဂျပန်မှာဆိုဘယ်လိုဖြစ်ရင်အတန်ရှည်ဆွဲမလဲဆိုတော့ဒီနေ့ရှင်းပြပြမှာဖြစ်ပါတယ်ဆိုတော့အတန်ရှည်ဆွဲဖို့ဆိုလို့ရှိရင် E-line ရယ် O-line ရယ် E-line နဲ့ O-line ရဲ့နောက်မှာဥကတ်လို့ရှိရင်ဒီဥ line လေးကတ်မယ်ဥဆိုတဲ့ဒီရကနာလေးကတ်မယ်ဆိုရင်အတန်ရှည်ဆွဲကတ်ရင်အတန်ရှည်ဆွဲE-line ဆိုတာဘာလဲဆိုရင်ပြန်ရှင်းပြကြည့် E-line ကိုတော့ U-line နော် U-line နဲ့ O-line ရဲ့O-line ရဲ့နောက်မှာဒီဥကတ်လို့ရှိရင်အတန်ရှည်ဆွဲတယ် U-line ကိုပြန်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဘာရှိမလဲဥခုစုနော်ဒီနားလေးကိုပြန်ကြည့်ကြအောင် U-line လေးနော်ဥကလွယ်ဥခဏဖက်ဥရယ်ခုရယ်စုရယ်ဆွရယ်နုဖုမှုယူရုအဲ့ line ပေါ့နော်အဲ့ဥ line လို့ခေါ်တယ်ဒီဆိုဥကနေစမယ်ဥခုစုစုနုဖုမှုယူရုအဲ့ line ကဥ line O line ကြတော့အိုခိုဆိုထိုနိုဟိုမိုးရောရိုးနော်ဒါမပါဘူးနော်ဒီကောင်လေးမပါဘူးတန်တဲ့ဥစားလေးအဲ့ line ကြီးရဲ့နောက်မှာဥလေးကတ်မယ်ဆိုလို့ရှိရင်အတန်ရှည်ဆွဲတယ်ပေါ့နော်အဲ့ဘလို့စကလုံးလေးဆိုလို့ရှိရင်ဒီမှာဒါလေးဖတ်ကြည့်ပါအိုဒါဥမာကြီးနေရေးကြOTOOFAN နော်အဲ့ဒါကိုဘယ်လိုဖတ်မလဲအရင်ကဖတ်ကြည့်ဥမာကြီးနဲ့ O T ကနှလုံးအောင်ဖြစ်တယ်ဒီမှာအတန်ကြီးဆွဲပါတော့နော် auto san ဆိုပြီးအဲ့လိုဖြစ်သွားတယ် auto san အဲ့ဒါကိုဒီရကနဲ့ရေးကြအောင် O နော်ဒီကောင်လေးက2ဒါလေးကဒီနားလေးမှာဒီလိုလေး auto ဒါလေးမတင်ရသေးဘူးမတင် auto san O ကတော့ O ပဲဒီကကျတော့2 auto ဒါ auto S san ဒါ S F တော့ဖြစ်ကုန်ဒါစနဲ့ O နဲ့ပေါင်းရင်M လေးကိုကျတော့ဘယ်လိုတန်ထွက်မလဲဆိုရင်ဒီ on လေးဆိုနော် on ပေါ့နော်ဒါ on ကဘာနဲ့တွက်တူမလဲဆိုရင်ရိုမာကြီးမှာ N နဲ့တွက်တူတယ်အင်္ဂလိပ်အခရာမှာ N နဲ့တွက်တူတယ်ဒီမှာလေ SAN san နော် S ရစ N နဲ့ပေါင်းတော့ san ဖြစ်သွားအဲ့ဒါမျိုး on ဆိုတာဘာလဲမှတ်မယ်ဆိုလို့ရှိရင်ဘယ်လိုတန်ထွက်မလဲမသိလို့ရှိရင် N လေးနဲ့တူတူပဲအင်္ဂလိပ်အခရာမှာ N နဲ့ဆုံးလို့ရှိရင်ထွက်တဲ့အတန်လေးပေါ့နော်အဲ့ကောင် only မင်းအင်္ဂလိပ်အခရာမှာ N နဲ့ဆုံးတဲ့အတန်လေးပေါ့နော်အဲ့အတန်လေးပိတ်ပြီးမှတော့အဲ့ဆို O တိုးဥဒါလေးရ san O တိုးဥ san တို့အတန်ထွက်မယ်သူ့ဘယ်လိုထွက်မလဲဆိုလို့ရှိရင်ပြောခဲ့တယ်ဒီမှာ U line နဲ့ O line ရဲ့နောက်မှာဥကက်လို့ရှိရင်အတန်ရှိဆွဲဒါလေးကတိုးဆိုတော့ဘယ် line ရောက် O line နော်မလဲဆိုရင် O ကဘယ်ကနေလာမလဲဆိုလို့ရှိရင်တိုးကတာအတန်းလေးပေါ့နော်တာချီဆိုတဲတိုးနောက်ဆုံးမှရှိတယ်သူကနောက်ဆုံး line လေးပေါ့နောက်ဆုံး line လေးရဲ့နောက်မှာဥလေးကတ်လိုက်မယ်ဆိုရင်သူ့အတန်ချီဆွဲရတော့ဘယ်လိုပြောရမလဲဆိုရင် auto san နော် auto san တိုးလေးကိုအတန်ချီဆွဲ auto san အဲ့ဒါကိုပြောချင်တာပါဒီ U line နဲ့ O line ရဲ့နောက်မှာအတန်ချီနဲ့ဥလေးကတ်မယ်ဆိုရင်အတန်ချီဆွဲနောက်တစ်ခု U line ဆိုတော့ခုပေါ့နော်ခုဒီကောင်လေးနဲ့ဆိုရင်ဘယ်လိုဖတ်မလဲခုဥခိလို့မဖတ်ကြကြခုခိနော်ခုခိဥ line လေးနောက်မှာအတန်လေးဥလေးကတ်သွားတော့ခုခိ
နော်ခုဆိုတော့လေဦးလိုင်းပဲဦးလိုင်းရဲ့နောက်မှာဦးထက်ကတ်လိုက်တော့အတန်ရှိဆွဲပါမယ်ခုခိအဲ့လိုမျိုးကိုပြောချင်တာဦးလိုင်းနဲ့ဦးလိုင်းရဲ့နောက်မှာဦးကတ်မယ်ဆိုရင်အတန်ရှိဆွဲမယ်ကျန်တဲ့ထူးခြားပြီးတော့အတန်ရှိဆွဲတဲ့စလုံးတွေလည်းရှိတာပေါ့နော်ဘယ်လိုလဲဆိုလို့ရှိရင်ဒါလေးကိုဖတ်ကြည့်အောင်ထူးခြားပြီးတော့အတန်ရှိဆွဲတဲ့စလုံးလေးမဲဆိုအတန်ရှိဆွဲတာတွေကရူမားကြီးနဲ့ရေးပြရင်ပို့ပြီးတော့မြင်တယ်ပေါ့နော်ရူမားကြီးနဲ့ရေးပြမယ်ဆိုလို့ရှိရင်ဒါဘယ်လိုထပ်မလဲအိုခါဒီနှစ်ခုထပ်သွားတယ်တွေ့လားအာလိုင်းလေးနှစ်ခုထပ်သွားတယ်အဲ့လိုမျိုးနှစ်ခုထပ်သွားလို့ရှိရင်အာလိုင်းလေးနှစ်ခုထပ်လို့ရှိရင်အတန်ရှိဆွဲတယ်သူကအိုခါဆန်ဒါနဲ့ရေးမယ်ဆိုလို့ရှိရင်အိုခါဒါဆန်ကတော့ SA ကစပြီးသွားပြီ only ဆိုတော့နော် and လေးကဘာလေးနဲ့တွေ့လဲဆိုရင်ဒီ on နဲ့တော့တွေ့တယ် and လေးက on နဲ့တွေ့တယ်ဆိုတော့ o ခါအဆန်လေးမထပ်ပဲနဲ့သူ့ကြတော့နှစ်ခုပေါင်းပြီး o ခါဆန်နော်ရူမားကြီးမှကြည့်လိုက်မယ်ဆိုရင် o ခါဆန်ဒီရကနနဲ့ကြောင့်နည်းနည်းလေးမြင်ကြည့်ရတာခက်တာပေါ့နော်ဒီရူမားကြီးဆိုရင်နှလုံးတွဲလိုက်လို့ရှိရင်နှလုံးတွဲရဲ့နေရာလေးဆိုရင်အတန်ကြီးဆွဲဆိုရင်အီနှလုံးတွဲဝိုင်း o ခါဆန်ဒါဆိုရင်ဒါလည်း o ခါဆန်ဒါအီနှလုံးတွဲရင်အတန်ကြီးဆွဲတဲ့ဥစ္စာလေးရှိပါတယ်နောက်ပြီးအီနှလုံးတွဲအီလိုင်းလေးနှစ်ခုတွဲဝိုင်းလည်းအတန်ကြီးဆွဲရှိပါတယ်ဘယ်လဲဆိုတော့ o ni ni နော်ဒါလေး o လေး imagine နေမယ်ဆိုရင် o နီးရနေပြီးပါဒီတိပြီးပါနေပြီးပါ e လေးပုံနေ e ပဲရေးလိုက် e ဆန်ကြတော့ s နော် s ရဲ့စ on လေးကြတော့ n လေးကြတော့ on နော် oni ဆန်အတန်ကြီးဆွဲတော့နှလုံးထပ်သွားတယ်အီနှလုံးထပ်သွားတော့အတန်ကြီးဆွဲရူမားကြီးနဲ့ကြည့်ရင်ပို့ပြီးမြင်တယ်အတန်ကြီးဆွဲတဲ့နေရာတွေမှာနော်ရူမားကြီးကိုကြည့်လိုက်မယ်ဆိုရင်အတန်ကြီးဆွဲတကယ်တင်ရင်တော့ရူမားကြီးတင်ရတာမဟုတ်တဲ့အတွက်ကြောင့်အတန်ကြီးဆွဲရကြတော့ဒါကြီးကျတော့ရုပ်တရက်မှတ်မိဖို့အခက်ခဲသွားတာပေါ့နော်ဒီအပေါ်ကအတန်လေးဆိုရင်မှတ်မိလို့ဦးနဲ့ဦးလိုင်းနဲ့ဦးလိုင်းရဲ့နောက်မှာဦးလေးကတ်မယ်ဆိုရင်အတန်ကြီးဆွဲဒါဆိုရင်ရူမားဟီရာကနနဲ့ကြည့်မယ်ဟီရာကနစလုံးနေပြီလို့ရှိရင်ဦးတွေ့ရတယ်အတန်ကြီးဆွဲရမလားမဆွဲလားစဉ်းစားမယ်ဆိုရင်ဦးလိုင်းဟုတ်လားဒါမှမဟုတ်အိုလိုင်းဟုတ်လားအိုင်လိုင်းမဟုတ်လို့ရှိရင်တန်ရှိမဆွဲတော့နော်ဒီလိုစလုံးတွေကြတော့ရုပ်တရက်ဆိုရင်ရူမားကြီးနဲ့ရေးကြီးမှသိရတယ်ပေါ့နော်အိုနီးဆန်နော်အီလိုင်းလေးနှစ်ခုကတ်သွားတယ်အိုနီးဆန်အဲဆိုရင်အတန်ရှိဆွဲတယ်ဒီနားလေးကိုနီးလေးကိုဆွဲပါတယ်နော်အိုနီးဆန်အတန်ရှိဆွဲတယ်ဒါလေးကတော့မှားတာအလွယ်ဆုံးပဲဦးလိုင်းနဲ့ဦးလိုင်းနောက်မှာဦးကတ်မဆိုရင်တန်ရှိဆွဲတယ်ဒါလေးကြတော့ရူမားကြီးနဲ့ရေးကြည့်လို့ရှိရင်အာလေးနှလုံးကတ်နေတယ်အီလေးနှလုံးကတ်နေဆိုရင်တန်ကြီးဆွဲမယ်နောက်တစ်ခုကရှူလေးနော်ဥလေးနှလုံးကတ်နေပြီဆိုလို့ရှိရင်အတန်ရှိဆွဲတယ်ဘယ်လိုလဲဆိုရင်ဥလိုင်းလေးနှလုံးကတ်ပြီဆိုရင်အတန်ကြီးဆွဲတယ်နော်ဒီမှာဒါကခုနကဒီတိုင်းပဲမှာပါသွားပြီနော်ဒါဆိုရင်ခုဥခိဒါဆိုရင်ယူနှလုံးလေးတွေ့ယူလို့ဆိုရင်ခုဆိုအတန်ရှိဆွဲလိုက်ခုလို့မဟုတ်ဘူးနော်ခုခိအဲဆိုရင်ရူမားကြီးနဲ့ကြည့်ပြီးအတန်ရှိဆွဲခွဲတဲ့နည်းပေါ့နော်နှလုံးထပ်နေအတန်ရှိဆွဲပါတယ်နော်ဟီရာကနနဲ့ကြည့်မယ်ဆိုရင်ဦးလိုင်းနဲ့ဦးလိုင်းနောက်မှာဦးကတ်မယ်ဆိုရင်အတန်ရှိဆွဲဒါအတန်ကြီးဆွဲနည်းလေးပေါ့နော်ထူးကန်းတဲ့ဥပ္ပါလေးရှိတယ်ထူးကန်းတဲ့ဥပ္ပါလေးကဘာလဲဆိုလို့ရှိရင် example ပေါ့နော်အဲ့ဒီဆိုရေးကြည့်မယ်ဒီမှာကြည့်နေအိုဒါနီးနော်နေဖြစ်မယ်ဒါအေနော် SCS စာအန်လီယာအွန်လို့ထွက်မယ်ဒီမှာနှလုံးပူးနေတာတွေ့ပြီနော်တွေ့ရူမားကြီးနဲ့ကြည့်ရင်ရှင်းတယ်နှလုံးပူးနှလုံးပူးနေလို့ရှိရင်နေဆိုတဲ့အတန်ကြီးဆွဲမယ်အိုနေဆန်ဤရကနာကိုကြည့်လိုက်တဲ့ခါကျအဲ့လိုမျိုးရုပ်တရက်မသိတော့အိုနေအေးဆန်ဆိုဖြစ်သွားအိုနေအေးဆန်ဦးနေဆန်ပြောချင်တာတော့ရူမားကြီးနဲ့ကြည့်ရင်တော့ရှင်းနေတာဒါပေမဲ့တင်ရမှာရူမားကြီးတင်ရမှာမဟုတ်ဘူးဟီရာကနတင်ရမှာဆိုတော့ဒီလိုစလုံးတွေကြောင့်ရုပ်တရက်မမမိတာတွေဖြစ်တယ်နော်မမမိလည်းဘာဖြစ်ကြာလာလို့ရှိရင်တော့ဒီကောင်ကဒီလိုတန်ထွက်ရတယ်ဆိုပြီးတော့တီးပါလိမ့်မယ်အဲဆိုတော့ဦးနေအေးဆန်မဟုတ်ဘဲနဲ့ဦးနေဆန်ဒီလိုထူးခြားတဲ့စကားလုံးတွေရှိတယ်
ပြီးတော့ဘာရှိဦးမလဲဆိုတော့ဒါလေးကိုနော်ဒီလိုတော့လိုက်မယ်ဒါဒီလိုမယ်စေဒါစေAဒါEဒီလိုမျိုးနော်ဒီလိုမျိုးဆိုတော့လိုတန်ထမယ်စမ်နော်စမ်စေဤအဲ့လိုမထုတ်အတန်အတွက်မှစမ်စေနော်စမ်စေနော်ဒီနောက်မှာအတန်ရှိဆိုဒီလိုထူးခြားတဲ့စလုံးတွေရှိတယ်စမ်စေနော်ဒီမှာဆိုရင်စေနဲ့ o နဲ့ပေါ့နော်စမ်စေနဲ့ e နဲ့ပေါ့နော်စေစမ်စေနော်ဒီဤတန်လေးကိုဖြောက်သွားတဲ့ပုံစံမျိုးဖြောက်ပြီးတော့အတန်ရှိဆွဲသွားတဲ့ပုံစံမျိုးလေးစမ်စေနော်စေစမ်စေစေမို့နော်စမ်စေတချို့ကစမ်းစီးလို့ခေါ်တယ်စမ်းစီးမဟုတ်စမ်းစေးပေါ့နော်အဲဆိုတော့ဒီလိုအတန်ကြီးဆွဲတာပြန်ပြီးနှိမ့်ချုပ်ရမယ်ဆိုလို့ရှိရင်ဥလိုင်းလေးရှိမယ်ဥလိုင်းကဘာတွေလဲဥလိုင်းကိုတစ်ချက်ပြန်သွားမယ်ဥဝေခုစုအစောနုဖုမှုယူရုအဲ့လိုင်းနဲ့နောက်ဆုံးကအိုလိုင်းလေးအိုခိုဆိုထိုနိုဟိုမိုအဲ့လိုင်းနောက်မှာဥလေးကတ်မယ်ဆိုရင်အတန်ရှိဆွဲပါတယ်ဒီနေ့ကရကြတော့ရိုမာကြီးနဲ့ရေးကြည့်လို့ရှိရင်မြင်ရတဲ့ဥစ္စာတွေဘာလဲဆိုရင်နှလုံးထက်နေရရတယ်ပေါ့နော်ဒီမှာအာနှလုံးထက်တာတို့အီနှလုံးထက်တာတို့ယူနှလုံးထက်တာတို့ဆိုရင်တပြည့်ထူးခြားတဲ့စလုံးတွေစမ်းဆဲတို့အဲ့လိုမျိုးအိုနဲဆန်တို့အဲ့လိုစလုံးတွေဆိုရင်အတန်ကြီးဆွဲပါတယ်အဓိကမှတ်မိရမှာကဒီ line ပေါ့နော်ဥ line နဲ့ကို line ရဲ့နောက်မှာဥကန်အတန်ကြီးဆွဲရမှတ်မိအဆင်ပြေပါတယ်ပြီးလို့ရှိရင်မှတ်ထားမှာဒီ only ကအင်္ဂလိပ်နော်အတန်ထွက်မယ်ဆိုလို့ရှိရင်အင်္ဂလိပ်အခရာ an လေးနဲ့တူတယ်လို့ဘာလို့လဲဆိုတော့ဒီမှာလေ O2 san နော် SN san ဆိုတဲ့အတန်ကိုတန်းရောက်သွားတယ်နော်ဒီကောင်လေးက O ကိုတခြားအခရာနဲ့ဟီရာကနာနဲ့ပေါင်းမယ်ဆိုရင်SN san ထွက်တယ်လို့ပဲသူ့ကို an လေးနဲ့တူပါတယ်နော်အဲဆိုတော့အတန်ကြီးဆွဲမယ်အတန်ကြီးဆွဲရကြမယ်လို့ထင်ပါတယ်ခင်ဗျာ